ခုံးနေရာကိုတိတ်လေးနဲ့ဆက်ထားပြီးတော့ဒီဂျိုင်းပေါက်တောက်လျှောက်ကိုသုံးပြီးတော့လေဒီနေရာမှာကွတ်စာပြားမြင်းကိုဖြည့်ပြီးတော့ဆွဲဒီနေရာမှာကွတ်စာကို3 cm ပြားသုံးပြီးမှလက်မနဲ့ဆိုရင်တစ်လက်မ20ဒီနားတောက်လျှောက်ကိုအမှတ်တွေလိုက်မှတ်ပြီးတော့အဲ့ဒီမှတ်တွေကိုသုံးပြီးတော့မြင်းဆက်ပေးထားမယ်ခုနကတော့ကျွန်တော်ဒီလေဘင်းဒီနေရာမှာနည်းနည်းစားထုတ်ထားတယ်ဒီမှာလည်းစားတယ်ဒီဘက်မှာလည်းစားတယ်လေဘင်းကိုနောက်ချက်နဲ့တူအောင်ဖောက်ထားပေမဲ့ဒီစစ်မှာနောက်ချက်နဲ့တကယ်တူလားမတူလားကိုလေတန်းပြီးတော့စစ်မယ်လိုရလို့ရှိရင်ညှိတာမျိုးပြန်လုပ်ပေးသူကတော့ဒီနေရာမှာတိတ်နဲ့ဆက်ထားတဲ့ရက်လက်ဆိုတော့ဒီမှာနောက်ချက်နည်းနည်းလေးကြီးနေရမယ်နော်ဖက်ထုတ်တာမျိုးလုပ်မယ်ပြီးတော့ဒီဘက်အချမ်းကိုလည်းဒီပေါ်လာပြီးတော့ထက်တယ်ဒါမျိုးတယ်သူ့ကိုဒီမှာထားဆိုင်ဒီမှာ तू ကအနည်းဆုံးရလက်ဖြစ်နေရပါတော့အဲ့တော့အနည်းဆုံးရလက်ကိုအမှန်ယူပြီးတော့ဒီကောင်တောက်လျှောက်ကိုငင်းဖြည့်မယ်နော်ဒါမှရှင်းတဲ့နောက်နဲ့ဆက်တဲ့ခါကျလို့အဆင်ပြေပါဒီဘက်ကိုလည်းနည်းနည်းလေးစားထုတ်တာမျိုးလုပ်မယ်ချက်ဖို့တမိထားတဲ့အထဲမှာနားမလည်တာမရှင်းတာရှိလို့ရှိရင်ချက်ကို comment မှာစာရေးပြီးတော့မေးထားနော်